ကိုလိုနီခေတ်လွန်ကာလနှင့်ဒေသခံခေါင်းဆောင်မှုများပေါ်ထွန်းလာခြင်းမြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေပြောင်းလဲလာခြင်းအထူးသဖြင့်နိုင်ငံခြားသာသနာပြုများအပေါ်ကန့်သက်ချက်များဖြေလျှော့ပြီးအသင်းတော်ခေါင်းဆောင်မှုကိုဒေသခံခရစ်ယာန်များထံလွှဲပြောင်းပေးအပြီးခေတ်သစ်တရက်စတင်ခဲ့သည့်1960ပြည့်နှစ်များအရောက်တွင်ချင်းခရစ်ယာန်များသည်မိမိတို့၏အသင်းတော်အဖွဲ့အစည်းများကိုကိုယ်ပိုင်အုပ်ချုပ်ရန်စတင်လာခဲ့ကြသည်။နောင်တွင်ကြော်ကြားသောတမန်ကျမ်းစာဘာသာပြန်ဆရာနှင့်ဘာသာရေးပညာရှင်ဖြစ်လာမည့်ဒေးဗစ်ဗန်ဘေကဲသို့သောခေါင်းဆောင်များသည်ဤအသွင်ကူးပြောင်းရေးတွင်အရေးပါသောကဏ္ဍမှပါဝင်ခဲ့သည်ဗန်ဘစ်၏လှုပ်ဆောင်ချက်များကြောင့်လိုင်းဘာသာဖြင့်တမန်ကျမ်းစာပြန်ဆိုခြင်းကိုပြီးမြောက်စေခဲ့ပြီးချင်းလူမျိုးများမိမိတို့၏ဘာသာစကားဖြင့်ဧဝံဂေလိတရားကိုဖတ်ရှုနားလည်နိုင်စေခဲ့သည်သူ၏တမန်ကျမ်းကြောင်းများတည်ထောင်ခြင်းနှင့်အဘိဓမ္မာပြုစုခြင်းလုပ်ငန်းများသည်ချင်းခရစ်ယာန်ဘာသာတွင်မပြောင်းမပြတ်သောအမှတ်တရများအဖြစ်ကျန်ရစ်ခဲ့သည်ဒေသခံခေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်လာခြင်းသည်အလွန်အရေးပါခဲ့သည်ဒေသခံဓမ္မဆရာများနှင့်အသင်းတော်အုပ်ချုပ်ရေးမှူးများသည်တာဝန်ပိုမိုယူလာသည်နှင့်မျှအသင်းတော်သည်မိမိကိုမိမိထိန်းသိမ်းနိုင်စွမ်းပိုမိုရှိလာခဲ့သည်ချင်းဘတ်ပရကွန်ဗင်းရှင်း Chin Baptist Convention ကဲ့သို့သောအသင်းတော်အဖွဲ့အစည်းများသည်ယခုအခါဒေသရင်းရှိအကြီးဆုံးဂိုင်းများတွင်ပါဝင်ပြီးလုံးဝချင်းခရစ်ယာန်များကဦးဆောင်လျက်ရှိသည်နိုင်ငံခြားသားဦးဆောင်သောသာသနာပြုလုပ်ငန်းမှဒေသခံဦးဆောင်သောသာသနာရေးလုပ်ငန်းတို့ဤအသွင်ကူးပြောင်းမှုသည်အသင်းတော်နှင့်ချင်းယဉ်ကျေးမှုအကြားဆက်နွယ်မှုကိုပိုမိုခိုင်မာစေခဲ့ပြီးအမျိုးသားနှင့်အပြည်ပြည်ဆိုင်ရာဘာသာရေးဆွေးနွေးပွဲများတွင်ချင်းအသံများပါဝင်နိုင်ရန်အခွင့်အလမ်းစိန်ခေါ်မှုများညှဉ်းပန်းနှိပ်စက်မှုများနှင့်ခေတ်သစ်ဖွံ့ဖြိုးတိုးတက်မှုများနိုင်ငံရေးအကျပ်အတည်းများနှင့်ဘာသာရေးနှိပ်စက်မှုများချင်းခရစ်ယာန်ဘာသာ၏သမိုင်းသည်စမ်းသပ်မှုများမပါဘဲမရှိခဲ့ပါချင်းလူမျိုးများအကြားဧဝံဂေလိတရား၏အောင်မြင်မှုသည်အချိန်ကာလအချို့တွင်ဗမာအစိုးရနှင့်ဆန့်ကျင်ဘက်ဖြစ်စေခဲ့သည်20ရာစုအလယ်ပိုင်းမှစ၍အထူးသဖြင့်1962ခုနှစ်တွင်ဗိုလ်ချုပ်နေဝင်း၏အာဏာသိမ်းပြီးနောက်အစိုးရသစ်သည်နိုင်ငံခြားဩဇာလွှမ်းမိုးမှုနှင့်ခရစ်ယာန်ဘာသာကိုတန်တရားအမြင်ဖြင့်ကြည်မြင်ခဲ့သည်သာသနာပြုများကိုနိုင်ငံမှနှင်ထုတ်ခဲ့ပြီးဗမာမျိုးချဲ့ရန်လှုံ့ဆော်မှုများတွင်ချင်းခရစ်ယာန်များစွာသည်နှောင့်ယှက်ချငင်းတင်းကျပ်ယဉ်ကျေးမှုလွှမ်းမိုးခြင်းနှင့်အကြမ်းဖက်မှုများကိုရင်ဆိုင်ခဲ့ရသည်စစ်အာဏာရှင်စနစ်၏ဖိနှိပ်မှုများပြင်းထန်စဉ်ကာလများတွင်အသင်းတော်အဆောက်အအုံများကိုဝင်ရောက်ရှာဖွေခြင်းဓမ္မဆရာများကိုဖမ်းဆီးခြင်းနှင့်ဘာသာရေးလွတ်လပ်စွာဖော်ပြခွင့်များကန့်သတ်ခြင်းတို့ပြုလုပ်ခဲ့သည်ဤကဲ့သို့ပြင်းထန်သောစိန်ခေါ်မှုများကြားတွင်ချင်းခရစ်ယာန်များ၏လျှို့ဝှက်ကွန်ရက်များဆုတောင်းအစည်းအဝေးများနှင့်ဒေသခံဓမ္မဆရာများ၏မပြတ်မလတ်လှုပ်ဆောင်မှုများကြောင့်အသင်းတော်သည်ဖိနှိပ်မှုအောက်တွင်ရှင်သန်နိုင်ခဲ့သည်သာမကပိုမိုတိုးတက်လာခဲ့သည်ခေတ်သစ်ဖွံ့ဖြိုးတိုးတက်မှုများနှင့်ရှေ့ဆက်လန်းရမည်လမ်းယနေ့ခေတ်တွင်ချင်းလူမျိုးများအကြားခရစ်ယာန်ဘာသာသည်ယုံကြည်မှုတစ်ခုတည်းမကတော့ဘဲလူမှုရေးအမှတ်လက္ခဏာ၏အရေးပါသောအစိတ်အပိုင်းတစ်ခုလည်းဖြစ်လာခဲ့သည်ချင်းလူမျိုး၏90%ကျော်သည်ယခုအခါခရစ်ယာန်ဘာသာကိုကိုးကွယ်နေကြပြီးဤဘာသာသည်လူမျိုးစုနှင့်ဘာသာစကားကွဲပြားမှုများကြောင့်ရှည်လျားစွာကွဲပြားနေသောဒေသတစ်ခုအတွက်စည်းလုံးညီညွတ်မှုကိုဖန်တီးပေးသောအင်အားတစ်ရပ်ဖြစ်လာခဲ့သည်ခေတ်သစ်ချင်းအသင်းတော်များသည်လူမှုအတိုင်းအဝိုင်းဖွံ့ဖြိုးရေးပညာရေးနှင့်အကျိုးသက်ဆိုင်သူများအတွက်ယက်တီပြောဆိုခြင်းများတွင်တက်ကြွစွာပါဝင်လျက်ရှိသည်သူတို့သည်ကျောင်းများကျန်းမာရေးစင်တာများကိုလည်ပတ်နေပြီးမိမိလူမျိုး၏အခွင့်အရေးများကိုကာကွယ်ရန်နိုင်ငံရေးလှုပ်ရှားမှုများတွင်ပင်ပါဝင်ဆောင်ရွက်လျက်ရှိသည်မြန်မာနိုင်ငံရှိစစ်အာဏာရှင်စနစ်နှင့်နိုင်ငံရေးမတည်ငြိမ်မှုများသည်စိန်ခေါ်မှုများအဖြစ်ရှိနေဆဲဖြစ်တော်လဲချင်းခရစ်ယာန်များသည်အံ့ဩဖွယ်ကောင်းသောလျှို့ဝှက်စွက်ခံနိုင်ရရှိမှုကိုဆက်လက်ပြသနေကြသည်အသင်းတော်အဖွဲ့အစည်းများသည်ဧဝံဂေလိတရားဖြန့်ဝေရန်နှင့်လွတ်လပ်ရေးနှင့်တရားမျှတမှုအတွက်ရင်ဆိုင်နေရသောရုန်းကန်မှုများကိုမှတ်တမ်းတင်ရန်မီဒီယာနှင့်ဆက်သွယ်ရေးနည်းပညာများကိုအသုံးပြုလာကြသည်ထို့အပြင်အမေရိကန်ပြည်ထောင်စုဩစတြေးလျနှင့်အိန္ဒိယနိုင်ငံများတွင်ရှိနေသောချင်းလူမျိုးများ၏ကမ္ဘာအတိုင်းအဝိုင်းသည်မိမိတို့၏မူလနိုင်ငံနှင့်နီးကပ်စွာဆက်သွယ်လျက်ရှိပြီးငွေကြေးအထောက်ပံ့များနှင့်အပြည်ပြည်ဆိုင်ရာအဆင့်တွင်အကျိုးသက်ဆိုင်သူများအတွက်ယက်တီပြောဆိုမှုများပြုလုပ်ပေးလျက်ရှိသည်အမေရိကန်သာသနာပြုများ၏ရေရှည်အမွေအနှစ်ချင်းလူမှုအဖွဲ့အစည်းအပေါ်ရေရှည်သက်ရောက်မှုများ
1899 ခုနှစ်တွင်ဆရာအာသာနှင့်လော်ယာကာဆန်တို့ရောက်ရှိလာခြင်းသည်ရာစုနှစ်တစ်ခုကျော်ကြာချင်းလူမှုအဖွဲ့အစည်းကိုသတ်မှတ်ပေးခဲ့သောအပြောင်းလဲများစွာကိုစတင်ခဲ့သည်ချင်းတောင်တန်းဒေသတွင်စတင်ခဲ့သောသာသနာပြုလုပ်ငန်းများသည်နတ်ကိုးကွယ်မှုနှင့်နှုတ်မှုဆက်လက်ထပ်မံပြောဆိုမှုအပေါ်အခြေခံသောလူမှုအဖွဲ့အစည်းမှစာတတ်မြောက်မှုပညာရေးနှင့်ခရစ်ယာန်ဧဝံဂေလိတရားအပေါ်အခြေခံသောခိုင်မာသည့်အမှတ်လက္ခဏာတရက်စီသို့ကြီးမားသောယဉ်ကျေးမှုအပြောင်းလဲကိုဖြစ်စေခဲ့သည်ဤအပြောင်းလဲကိုအဓိကနယ်ပယ်များစွာတွင်မြင်တွေ့နိုင်သည်ပညာရေးသာသနာပြုကျောင်းများသည်ခေတ်သစ်ပညာရေးလမ်းကြောင်းကိုဖောက်လုပ်ပေးခဲ့ပြီးစာတတ်မြောက်မှုနှုန်းမြင့်မားလာကပညာတတ်လူတန်းစားဖွံ့ဖြိုးလာခဲ့သည်ကျန်းမာရေးအစောပိုင်းသာသနာပြုဆေးရုံများနှင့်ဆေးခန်းများသည်ကျေးလက်ဒေသများတွင်အရေးကြီးသောကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ခဲ့သည်ယဉ်ကျေးမှုပြန်လည်ရှင်သန်ရေးသမ္မာကျမ်းစာဘာသာပြန်ဆိုခြင်းနှင့်ချင်းဘာသာစကားများဖြင့်စာပေများဖန်တီးခြင်းတို့သည်ဒေသခံယဉ်ကျေးမှုကိုထိန်းသိမ်းရန်နှင့်ခေတ်မီအောင်ပြုလုပ်ရန်အခွင့်အလမ်းများဖန်တီးပေးခဲ့သည်လူမှုရေးစည်းလုံးညီညွတ်မှုချင်းဘက်ပတကွန်ဘင်းရှင်းကဲ့သို့သောအသင်းတော်အဖွဲ့အစည်းများဖွဲ့စည်းခြင်းသည်ချင်းလူမျိုးခွဲများအကြားစည်းလုံးမှုကိုအားပေးခဲ့ပြီးမျိုးနွယ်စုကွဲပြားမှုများကိုကျော်လွန်သောစုပေါင်းအမှတ်လက္ခဏာတရက်ဖွံ့ဖြိုးလာစေခဲ့သည်ဒေသခံခေါင်းဆောင်မှုစံနမူနာပုံစံအစောပိုင်းသာသနာပြုလုပ်ငန်းများ၏အရေးပါဆုံးအမွေနှစ်တရက်မှာအချိန်နှင့်အမျှပေါ်ထွန်းလာသောဒေသခံခေါင်းဆောင်မှုပုံစံဖြစ်သည်ကာဆန်တို့နှင့်အခြားနိုင်ငံခြားသာသနာပြုများသည်အစပျိုးပေးသူများဖြစ်တော်လဲမိတုတ်ကိုဆက်လက်တည်ဆောင်သွားသူများမှာဒေသခံဘာသာပြောင်းလဲသူများပင်ဖြစ်သည်ဦးထုံဟန်းကဲ့သို့သောပုဂ္ဂိုလ်များသည်ဘာသာပြောင်းလဲမှု၏သင်္ကေတများသာမကခေါင်းဆောင်မှုအတွက်စံနမူနာပုဂ္ဂိုလ်များလည်းဖြစ်လာခဲ့သည်နောင်ခါတွင်ဒေးဗစ်ဗန်ဘစ်ကဲ့သို့သောခေါင်းဆောင်များသည်အနာဂတ်ဓမ္မဆရာများအားလေ့ကျင့်ပေးခြင်းနှင့်ဒေသကားများဖြင့်တမန်ကျမ်းစာဘာသာပြန်ဆိုခြင်းများဖြင့်ဤအမွေနှစ်ကိုခိုင်မာစွာအသက်သွင်းခဲ့ပြီးချင်းခရစ်ယာန်ဘာသာသည်ချင်းလူမျိုးများအတွက်ချင်းလူမျိုးများမှသာဖြစ်ကြောင်းသေချာစေခဲ့သည်ဒေသခံခေါင်းဆောင်မှုသို့ကူးပြောင်းခြင်းသည်အသင်းတော်၏သာသနာလုပ်ငန်းနှင့်ထိရောက်မှုအပေါ်ရေရှည်သက်ရောက်မှုရှိခဲ့သည်ဤပြောင်းလဲသည်ချင်းအသင်းတော်အားဒေသတွင်ဓလေ့ထုံးတမ်းများနှင့်ဘာသာစကားများတွင်နက်ရှိုင်းစွာအမြင့်တွယ်စေရုံသာမကကမ္ဘာခရစ်ယာန်အတွေးခေါ်များနှင့်လည်းထိတွေ့ဆက်ဆံနိုင်စေခဲ့သည်ဤကဲ့သို့သောနှစ်ထပ်အမှတ်လက္ခဏာသည်မျိုးဆက်သစ်များအားဆက်လက်စေဆော်ပေးလျက်ရှိသည်နီဂုံယုံကြည်ခြင်းနှင့်ပြောင်းလဲမှုရာစုတစ်ခုအာသာကာဆန်နှင့်လော်ရာကာဆန်တို့ချင်းတောင်တန်း၏ကျန်းတန်းသောမြေမျက်နှာပြင်ပေါ်သို့ခြေချမိတဲ့အခိုင်အမာစပြီးသူတို့သည်ဒေသခံခရစ်ယာန်လှုပ်ရှားမှုအဖြစ်အားကောင်းစွာကြီးထွားလာမဲ့အစိတ်အမြောက်တွေကိုစိုက်ပျိုးခဲ့ပါတယ်။ယဉ်ကျေးမှုဘာသာစကားနှင့်နိုင်ငံရေးဆိုင်ရာအစောပိုင်းစိန်ခေါ်မှုများရှိခဲ့တော်လဲဧဝံဂေလိတရားသည်ချင်းလူမျိုးများကြားတွင်အမြင့်တွယ်ခဲ့ပါတယ်။1904ခုနှစ်ကပထမဆုံးယုံကြည်သူများ1900ခုနှစ်ကအစောပိုင်းအသင်းတော်အဖွဲ့အစည်းများဖွဲ့စည်းမှုနောက်ပိုင်းတွင်တမန်ကျမ်းကျောင်းများနှင့်ဘာသာရေးသင်ကြားရေးအဖွဲ့အစည်းများတည်ထောင်မှုတို့ကြောင့်ချင်းလူမျိုးများသည်ယခုအခါခရစ်ယာန်လက္ခဏာကိုဂုဏ်ယူစွာကြေညာနိုင်သောအတိုင်းဝိုင်းတစ်ရပ်အဖြစ်ပြောင်းလဲသွားခဲ့ပါသည်။ယနေ့အချိန်တွင်ချင်းခရစ်ယာန်ဘာသာသည်ယုံကြည်ခြင်း၏ရေရှည်တည်တံ့သောတန်ခိုးနှင့်သာသနာပြုလုပ်ငန်း၏ပြောင်းလဲမှုဆိုင်ရာအကျိုးသက်ရောက်မှုအတွက်သက်သေတစ်ရပ်အဖြစ်ရပ်တည်နေပါသည်။ထိုအစောပိုင်းအမေရိကန်ရှေ့ဆောင်များ၏အမွေနှစ်သည်အသင်းတော်အဆောက်အအုံများနှင့်ကျောင်းများတွင်သာမကချင်းလူမျိုးများ၏နှလုံးသားထဲတွင်လည်းအသက်ရှင်လျက်ရှိပါသည်။ဒီအမွေနှစ်ကိုခံနိုင်ရရှိမှုဒေသခံခေါင်းဆောင်မှုနှင့်လူမှုရေးနှင့်ဝိညာဉ်ရေးအသစ်တဖန်ပြုပြင်ရေးကတိကဝတ်တို့ကအမှတ်အသားပြုထားပါသည်။ချင်းခရစ်ယာန်များသည်နိုင်ငံရေးဖိနှိပ်မှုမှသည်ယဉ်ကျေးမှုဖိအားများအထိခေတ်သစ်စိန်ခေါ်မှုများကိုဆက်လက်ရင်ဆိုင်နေရတော့လဲသမိုင်းမှတ်တမ်းများကယုံကြည်ခြင်းခရီးတွင်အခက်အခဲများမရှိဘဲမဖြစ်နိုင်ကြောင်းသတိပေးနေပါတယ်။သို့သောခိုင်မာသောယုံကြည်ချက်လိုက်ရောညီထွေဖြစ်သောနည်းဗျူဟာများနှင့်အတိုက်အဝန်းအတွက်နက်ရှိုင်းသောဂတိကဝတ်တို့ဖြင့်ဧဝံဂေလိတရား၏အလင်းသည်ကမ္ဘာအဝန်းကအဝေးဆုံးဒေသများတွင်ပင်တောက်ပနိုင်ကြောင်းပြသနေပါတယ်။ချင်းလူမျိုးများအကြားအမေရိကန်သာသနာပြုလုပ်ငန်း၏ဇလန်းသည်ယဉ်ကျေးမှုအချင်းချင်းထိတွေ့မှုများသည်လေးစားမှုနှိမ့်ချမှုနှင့်မေတ္တာတို့ဖြင့်ဆောင်ရွက်ပါကနက်ရှိုင်းပြီးရေရှည်တည်တံ့သောပြောင်းလဲမှုများကိုဖြစ်ပေါ်စေနိုင်ကြောင်းအားကောင်းသောဥပမာတစ်ရပ်ဖြစ်ပါတယ်။
ဤဒီမှာတီးခြားနေထိုင်ပြီးနတ်ကိုးကွယ်သောအတိတ်မှမြန်မာနိုင်ငံ၏လူမှုရေးနှင့်ယဉ်ကျေးမှုအထည်ကိုဆက်လက်ပံ့ပိုးပေးနေသောစည်းလုံးညီညွတ်သည့်ခရစ်ယာန်အတိုင်းဝိုင်းတရက်စီသို့ပြောင်းလဲမှုဇလံခရီးတစ်ခုဖြစ်ပါတယ်။ချင်းလူမျိုးများ၏သမိုင်းကဧဝံဂေလိတရားသည်တစ်ချိန်ကစိုက်ပျိုးပြီးပါကအခက်ခဲအားလုံးကိုကျော်လွှားပြီးအနာဂတ်မျိုးဆက်များကိုအမှန်တရားမျှတမှုနှင့်မေတ္တာအမိဖြင့်ရိုးရာနှင့်ခေတ်သစ်ကြားတွင်တရားများဆောက်လုပ်ရန်စစ်စော်ပေးနိုင်ကြောင်းသတိပေးရစေ။